အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MK မြန်မာ Share YouTube Channel လေးကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ Channel ကနေပြီးတော့ဒီနေ့မှာတော့စာရေးဆရာရေနူကာဂါဗရာနီရဲ့စာအုပ်တုပ်ဖြစ်တဲ့ The Art of Being Alone တယောက်တည်းနေတဲ့ချင်းအနုပညာစာအုပ်အကြောင်းကိုအနှစ်ချုပ်ပြီး review ပေးသွားမှာဖြစ်ပါတယ်လူအများစုအတွက်တယောက်တည်းနေရတာဆိုတာဟာအထီးကျန်ခြင်းနဲ့အဓိပ္ပာယ်တူနေတတ်ပါတယ်ဒါပေမဲ့ဒီစာအုပ်ကအဲ့ဒီအမြင်တွေကိုလုံးဝပြောင်းလဲစေမှာပါဒီစာအုပ်ရဲ့အဓိကအချက်တွေနဲ့အနှစ်ချုပ်တွေကိုအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်စာအုပ်ဝယ်မဖတ်ခင်အနှစ်ချုပ်ကိုသိကျင်တဲ့သူတွေနဲ့ကိုတန်ဖိုးထားပြီးတိုးတက်လိုသူတွေအတွက်အရန်အကျိုးရှိစေမှာပါကျွန်တော်ဒီစာအုပ်အကြောင်းကိုအပိုင်း၄ပိုင်းခွဲပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အပိုင်း၁အထီးကျန်ခြင်းနဲ့စိတ်ငြိမ်ခြင်းဒီစာအုပ်ရဲ့အရေးကြီးဆုံးအချက်ကတော့အထီးကျန်ခြင်းနဲ့စိတ်ငြိမ်စွာတယောက်တည်းနေခြင်းကိုရှင်းရှင်းလင်းလင်းခွဲပြထားပါတယ်အထီးကျန်ခြင်းဆိုတာလူတွေဝိုင်းနေပေမဲ့လည်းကိုလက်ဟာနေတယ်ချစ်ခင်မှုမခံစားရဘူးလို့ထင်မြင်ခံစားရတဲ့စိတ်ခံစားမှုတစ်ခုပါစာရေးသူကဒါဟာကိုမချစ်ခင်မှုနဲ့ကိုတန်တရားဝင်မှုကနေအခြေခံတယ်လို့ပြောပြထားပါတယ်စိတ်ငြိမ်စွာတယောက်တည်းနေခြင်းဆိုတာကတော့ကိုပို့ပြီးနှက်ဆိုင်စွာသိရှိဖို့နဲ့တကိုယ်ရည်တိုးတက်မှုအတွက်ရည်ရွယ်ချက်ရှိရွေးချယ်လိုက်တဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်ဒါဟာကိုယ့်ရဲ့အတွန်းစိတ်ကိုပြန်ပြီးအားဖြည့်တဲ့အချိန်မှာဒီစာအုပ်ကအထီးကျန်တာကိုရိုမန်တစ်ဆန်အောင်မလုပ်ပါနဲ့လို့သတိပေးထားပါတယ်တစုံတစ်ယောက်ကကိုလာကယ်ဖို့စောင့်နေမဲ့အစားကိုယ်တိုင်ကကိုဘွားရဲ့သူရဲကောင်းဖြစ်နေဖို့ဒီအချိန်ကိုအသုံးချဖို့တိုက်တွန်းထားပါတယ်ဒီစာအုပ်ရဲ့ပထမဆုံးအပိုင်းကတော့လူမှုပတ်ဝန်းကျင်ကသွန်းပေးထားတဲ့တယောက်တည်းနေတာဟာမကောင်းမှုဆိုတဲ့အယူဆကိုဖယ်ရှားဖို့ကူညီပေးပါတယ်အပိုင်းနဲ့ကိုရှာဖွေတွေးရှိခြင်းနဲ့လက်ခံခြင်းဒီစာအုပ်ရဲ့ဒုတိယအပိုင်းကတော့စိတ်ငြိမ်ခြင်းကိုဘယ်လိုအကျိုးရှိအသုံးချမလဲလို့လမ်းညွှန်ထားပါတယ်နံပါတ်1ကိုယ့်ရဲ့စစ်မှန်တဲ့ကိုယ်ပိုင်လက္ခဏာauthentic ဆက်ကိုရှာဖွေခြင်းလူအဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေသူများတွေရဲ့လက်ခံမှုကိုရဖို့ကြိုးစားရင်ကိုမူလပုံစံပျောက်ဆုံးသွားတတ်ပါတယ်။စာရေးသူကကိုယ့်ရဲ့အားနည်းချက်အားသာချက်ခံစားချက်အားလုံးကိုလက်ခံဖို့နဲ့ကိုယ်တိုင်ကကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်လာဖို့အားပေးထားပါတယ်။နံပါတ်2ပြင်ပအတည်ပြုချက်မလိုအပ်တော့ခြင်း external validation ကိုယ့်ရဲ့ပျော်ရွှင်မှုနဲ့တန်ဖိုးကိုသူတစ်ပါးစီကမရှာပဲကိုယ်အတွန်းစိတ်ထဲကနေဖန်တီးယူဖို့လိုပါတယ်။တယောက်တည်းနေတဲ့အလေးကျင့်ဟာစိတ်ပိုင်းဆိုင်ရာလွတ်လပ်မှုကိုတိဆောက်ပေးပြီးတခြားသူတွေအပေါ်မှီခိုနေရတဲ့အခြေအနေကနေလွတ်မြောက်စေပါတယ်။နံပါတ်3စိတ်နဲ့ခန္ဓာကိုယ်အနာပေးခြင်းကျွန်တော်တို့ရဲ့ခန္ဓာကိုယ်လိုပဲစိတ်ဟာလည်းအနာယူဖို့အတွေးတွေကိုစီမံခန့်ခွဲဖို့အတွက်စိတ်ငြိမ်ခြင်းလိုအပ်ပါတယ်။ဒါဟာတရားထိုင်ခြင်း meditation နဲ့ journaling ရေးခြင်းတို့ကိုလေ့ကျင့်ခန်းတွေကနေရရှိနိုင်ပါတယ်။ဒီချိန်ဟာဖန်တီးနိုင်စွမ်းကိုတိုးပွားစေပြီးပုံမကောင်းဝင်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့လည်းကူညီပေးပါတယ်။အကျိုးရှိစေမဲ့အလေးကျင့်များတနေ့တာမှာမိနစ်အနည်းငယ်လောက်အထီးကျန်တဲ့အချိန်စရာသတ်မှတ်ပါ။ Digital ရှော့ချရေး Digital Minimalism ကိုလေ့ကျင့်ပြီးနည်းပညာရဲ့အကျိုးကျေးဇူးတွေကိုသာယူပါ။အပိုင်း3လက်တွေ့အသုံးချခြင်းနဲ့တိုးတက်မှုဒီစာအုပ်ရဲ့ဒုတိယပိုင်းကကိုယ့်ရဲ့စိတ်ငြိမ်ခြင်းကိုကိုယ့်ရဲ့တိုးတက်မှုကာလ grow period အဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကိုအဓိကထားပါတယ်လက်တွေ့ကြတဲ့နီလန် the power of one thing တပြိုင်နက်တည်းအရာအလုံးကိုပြောင်းလဲဖို့မကြိုးစားပဲတခုတည်းသောအရာ one things ကိုပဲအာရုံစိုက်ဖို့ပါဥပမာတစ်နေ့ကိုစာမျက်နှာတစ်မျက်နှာရေးမယ်လို့ဟာမျိုးပေါ့ဒါကပင်မနှွမ်းနယ်မှုကိုရှော့ချပြီးယုံကြည်မှုကိုတိစောက်ပေးပါတယ်ဘဝရဲ့အကြီးမားဆုံးပြဿနာကိုဖော်ထုတ်ပြီးနေ့စဉ်အကောင့်ထဲပေါ်နိုင်တဲ့ခြေလမ်းတင်လမ်းကိုသာလမ်းပါကိုပညာပေးခြင်းစာဖတ်ခြင်းဗီဒီယိုကြည့်ခြင်းသင်တန်းတက်ခြင်းစသဖြင့်တကိုယ်တည်းအချိန်ကိုဗဟုသုတရှာဖွေဖို့အသုံးပြုပါစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် emotional intelligence တွေကိုတိစောက်ပါဒီစာအုပ်ကကျွန်တော်တို့ရဲ့အိမ်မက်ဘဝကိုတိစောက်ဖို့အတွက်တယောက်တည်းနေခြင်းဟာအင်အားကြီးမားတဲ့ကိရိယာတစ်ခုဖြစ်တယ်ဆိုတာကိုနားလည်စေပါတယ်ကိုနားလည်မှုပိုကောင်းလေကိုယ့်ရဲ့ဆက်ဆံရေးတွေဟာမိခိုမှုကနေရိုးသားပွင့်လင်းမှုစီကိုပြောင်းလဲလာလေပါပဲ
နီကုန်းချုပ်အပိုင်းအချို့အားဖြင့်ဆိုရရင်ရေနူကာဂါဗရာနီရဲ့ဓာတ်အားအောက်ဘင်းအလုံးတယောက်တည်းနေတဲ့ချင်းအမှုပညာဟာကိုဘဝကိုပိုကောင်းအောင်ပြောင်းလဲပေးနိုင်တဲ့ဆက်ဖဲစာအုပ်တုပ်အမျိုးအစားဖြစ်ပါတယ်။စာရေးသူရဲ့ရိုးသားပွင့်လင်းတဲ့ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့လက်တွေ့ကြားတဲ့လမ်းညွှန်ချက်တွေကြောင့်အရန်ကိုဆွဲဆောင်မှုရှိပါတယ်။ဒီစာအုပ်ကိုဘယ်သူတွေဖတ်သင့်တယ်လဲ။ဒီစာအုပ်ကိုဖတ်တဲ့သူတွေကတော့အထီးကျန်နေတယ်လို့ခံစားရပြီးတယောက်တည်းနေရမှာကိုကြောက်ရွံ့သူတွေကိုပုံမသိရှိလိုသူတွေကိုရှာဖွေခြင်းတဲ့သူတွေပို့ကိုရေးတိုးတက်မှုအတွက်အချိန်ပေးလို့သူဒီစာအုပ်ကိုဖတ်သင့်ပါတယ်ဒီစာအုပ်ရဲ့အနှစ်သာကတော့မင်းဘေးမှာမင်းကိုယ်တိုင်အမြဲရှိနေမယ်ဆိုတာပါပဲကိုဂယူးဆိုင်ဖို့ကိုယ့်ရဲ့အတွန်းစိတ်ကိုနားထောင်ဖို့နဲ့ကိုယ့်ရဲ့တကိုယ်တဲ့အချိန်တွေကိုအချစ်ဆုံးတငယ်ချင်းတွေနဲ့အတူအချိန်ဖြုံးနေတယ်လို့မျိုးတန်ဖိုးထားဖို့ဒီစာအုပ်ကသင်ပေးပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အခုတင်ဆက်ပေးခဲ့တဲ့စာအုပ်ကတော့စာရေးဆရာရေနူကာဂါဖရာနီရဲ့တအားအောက်ဘင်းအလုံးတယောက်တည်းနေတဲ့ချင်းအမှုပညာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီစာအုပ်လေးကိုဖတ်ပြီးသွားပြီလားဖတ်ပြီးသွားပြီးနားထောင်ပြီးသွားပြီဆိုရင်ဒီစာအုပ်ထဲကဘယ်ချက်တွေကိုကြိုက်နေတဲ့လဲကွန်မန့်မှာရေးခဲ့ပါတကယ်လို့မဖတ်ရသေးဘူးဆိုရင်ကျွန်တော်အခုတင်ဆက်ပေးတဲ့အနှစ်ချုပ်တဲ့ review လေးကိုကြိုက်နေတဲ့နားထောင်ပြီးတော့ဘယ်ချက်တွေကိုကြိုက်နေတဲ့လဲဘာတွေဘေးချက်တွေသိရတယ်ဆိုတာကိုကွန်မန့်မှာရေးခဲ့ပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်